တမိုင်းဆိုတာတရားကွယ်မဟုတ်ဘူးစုဖလားထားတဲ့အခန်းပဲလောကကြီးကမင်းရဲ့ရည်ရွယ်ချက်တွေကိုစုံစမ်းစစ်ဆေးမနေပါဘူးရလက်တွေကိုပဲကိုးကွယ်တာပါဘန်းဝင်နဲ့မြင်းမှာအောင်နိုင်သူအဖြစ်မင်းရဲ့နေတာကိုမြင်လိုက်ရတဲ့အခါမင်းဒီနေရာရောက်အောင်ဘလို့လာခဲ့လေဘသူ့ကိုနင်းပြီးတက်လာခဲ့တယ်လေဆိုတာဘသူမှစိတ်ဝင်စားကြတော့ဘူးမင်းသာနိုင်သွားရင်မင်းရဲ့လှည့်စားမှုကမဟာဗျူဟာလို့နာမည်ပြောင်းသွားမယ်မင်းရဲ့ရက်ဆက်မှုကစီကန်းဖြစ်သွားပြီးမင်းရဲ့စွန့်စားမှုတွေကတက်တိပါလို့ချီကျူးခံရလိမ့်မယ်ဒါပေမဲ့မင်းသာရှုံးနေသွားရင်တော့မင်းရဲ့ဖြောင့်မတ်မှုကအစားရိုးအားကလို့တစိတ်ကခံရလိမ့်မယ်အောင်နိုင်သူတွေရဲ့နာမည်တွေပဲတမိုင်းမှာထွေးထူခံရတာတရဖူးဆိုတာလက်မှာစွန့်နေတဲ့သွေးတွေကိုဖျက်ပေးနိုင်တယ်လို့အောင်မြင်မှုဆိုတာကိုကျင်တရားဆိုင်ရာမေကုန်းထုံမှုမှန်သမျှကိုသိစိတ်သွားစေတယ်ဒီကဘာကြီးမှာရလက်ကတာအမှန်တရားထက်လာတယ်မင်းလျှောက်ခဲ့တဲ့လမ်းကအရေးမပါတော့ဘူးဘာလို့လဲဆိုတော့လူတွေကတိတ်ခါတရားနောက်ကိုလိုက်တာမဟုတ်ဘူးအောင်မြင်မှုနောက်ကိုပဲလိုက်ကြလို့ပဲ Niccolo Machiavelli